Okay ပါကျွန်တော်ဒီမှာကျွန်တော်ခုံပြနေပါပြီစားပါတော့မယ် Okay ဒီမှာထောင်ချောင်းကိုမိပြီဆိုရင်ဒီမှာလိုလုပ်လိုက်ဟုတ်ရှင်ဒီလိုလုပ်ပြီးခုံထုတ်လိုက်မဆိုရပါလိမ့်ဒီလိုမျိုးမုံလေသားနည်းနဲ့ဆောက်ရရတယ်နော်ဒီလိုရတယ်Okay.
ကလည်းဆိုတော့ကျွန်တော်ဒါပဲတက်တာပါဗျာဒီရေအောင်ဆောက်ကြရအောင်哇！你都大吧？ကျွန်တော်โอเคပါနောက်ဆုံးမှပြောရလိုက်တယ်မစက်ခွန်ဖြစ်သွားပြီ။တိုင်းကပိတ်မလို့ထင်နေမှာဒါမှမဟုတ်နော်။ဒါဟုတ်မှာ Yes 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 အော်ဘယ်လိုလဲ။ဆိုရင်ကျွန်တော်ပြန်နေ FL1 Okay ဒီအပေါ်ဆုံးဟာတွေအောက်ကတူးရွာတွေအတူဒါလေးကိုနှိပ်လိုက်တန်းပြန်โอเคအဲ့ဒီမှာစောစောလောက်ကတော့အဲ့လိုမဟုတ်ဖြစ်လို့โอเคအဲ့ဒီပါအားလို့ဒီမှာတဲ့တော့ပဲထားမှာဗျာအချိန်ရောက်ရင်ဒီပေါ်တက်မယ်ဒါတော့ဒီတက်မယ်တက်မယ်โอเคဒီဟောမတုံးတဲ့လူတွေအတွက်ကိုကျွန်တော်ကလစားတစ်ချက်ဒီလားโอเคကျွန်တော်ခုလောက်လူမျိုးမရှိတဲ့လူတွေကိုဒီလိုမျိုးကျွန်တော်အဲ့လိုမယ်ဘာကလာအော်ဒီတော့တော့โอเคကျွန်တော်ဘူးမမရောက်လို့ပဲထားလိုက်အဲ့ချိန်ကြောက်လို့တော်တော့ကျွန်တော်လာရမ်းဒီတော့ကျွန်တော်ဘောက်သုံးပြီးတော့ကျွန်တော်အဲ့ကောစမတောင်းကြီးနော်Okayတော့ရေနာwhat the fuck Okay. Yo, okay. Okay. ကျွန်တော်ဒီဟောသုံးပြီးတော့ခလက်စားချီရအောင်ဒီကော Okay. အော်ပြကြတော့ Okay. ပြန်ကောင်း Okay. Okay ပါဒါတော့ရင်တော့ဘာဖြစ်တာလဲOkay.
ခုံရအောင်ပါနားလေအော် sorry ဒီလိုလေးလုံးမယ်ဒီလိုအပေါ်လေးကိုနည်းနည်းချမယ်ပြီးသွားရင်ဒီလိုမျိုးဒါလေးခုန်ကြကြလို့တော့ပါပြီဒါလေးနဲ့ပဲဟိုတော့ခုန်ကြချင်တာရတယ်အဲ့ဘာလဲမသိဘူးကွာဒီဆောက်ရှောက်ခေါ်နေပြီဝါwhat the ရိုးရိုးလိုလိုက်မယ်ဒီမှာoh my god တိကျသွားတယ်โอเคဘာမှမသိဘူးနော်ကိုယ်ဘာမှမသိဘူး okay yesနိုင်တော့မယ်လေးရပါထိုင်ရအိုးဒီမှာကျွန်တော်ပြမယ်ဗျာဒါကြတော့ဒီလိုမတက်ပြန်တာဗျာဒါကြတော့မတက်ပြန်ဒါကိုဖြတ်ဒီမှာပြန်နေတော့မယ်ဟုတ်ကဲ့ဒီတူးသုံးမဲ့ဆိုရင်ဒီကောင်ထိုင်နေတာအော်ဆက်တူးထိုင်နေတာတူးရတယ်อืม